အားလုံးပဲမင်္ဂလာပါခင်ဗျာ။အော်ရောစားတော်ကဲပေးရပြန်လဲကြိုဆိုလိုက်ပါတယ်။အော်ရောကပြည်မျိုးရဲ့ဗိုလ်ချုပ်ကျေးရုပ်ရဲ့အလှတရားနဲ့အတူတူပြည်မျိုးရဲ့ပြည်ပူတာကိုအသစ်ပြန်လဲဖန်တီးလိုက်တဲ့ညလှတရားတို့ကိုခန်းစားကြည့်ရှုရင်းနဲ့ဗိုလ်ချုပ်လမ်းမပေါ်မှာရှိတဲ့ဖွင့်ထားတာတိတ်မကြသေးတဲ့နွားနို့ပူပူလေးဆိုတဲ့ဆိုင်လေးကိုသွားပြီးတော့အော်ကနေပြီးတော့နွားနို့ပူပူလေးကိုသွားတောက်မှာပဲဖြစ်ပါတယ်ခင်ဗျာအော်နဲ့တူတူလိုက်ပါကြည့်ရှုပေးပါအောင်အဆိုင်မှာဘာတွေရလဲဘာတွေစားလို့ရလဲဆိုတာအော်နဲ့တူတူလိုက်ခဲ့ပေးပါအောင်ခင်ဗျာဒီဆိုင်လေးရလိပ်စာတော့ဗိုလ်ချုပ်လမ်းမပေါ်ရှိတဲ့ကာဘာနန်းတော်ရဲ့ဘေးနာကက်ရက်လေးရဲ့ကာဘာတိုင်းပြည်ရဲ့ရှစ်တက်တက်လေးမှာနွားနို့စစ်ပူပူလေးဆိုတဲ့ဆိုင်းဘုတ်လေးကိုတွေ့ရင်ဒီဆိုင်လေးကိုရောက်ပါပြီခင်ဗျာလင်းကညနေ9နာရီရနေပြီးတော့ည8နာရီလောက်ထိကိုဖွင့်လှစ်ထားတဲ့နွားနို့စစ်ပူပူလေးဆိုတဲ့ဆိုင်လေးပဲဖြစ်ပါတယ်ခင်ဗျာဒီဆိုင်လေးမှာဆိုလို့ရှိရင်နွားနို့အပြင်နွားနို့နဲ့ပြုတ်လုပ်ထားတဲ့စနိုးမုတ်အာရာကျောက်ပူတင်ပေါမုတ်ကျောက်ကျော်စတဲ့မီနူးများကိုလည်းရရှိနိုင်ပါတယ်ခင်ဗျာအခုဆိုရင်အော်ကနေပြီးတော့နွားနို့ပူပူလေးပြင်စနိုးမုတ်လေးရဲ့နိုအေးလေးရဲ့အာဟာရမုတ်လေးကိုအော်ကနေပြီးတော့ရတာမြည်ကြည့်ရမှားထားတာပဲဖြစ်ပါတယ်ခင်ဗျအာဟာရမုတ်လေးကလည်းအစိဆန်များနဲ့နို့ကြက်ဥပေါမုတ်ငပြောသီးကိုကြတော့အာဟာရပိုရှိပြီးတော့ပို့ပြီးတော့ကောင်းစေရန်အတွက်သူကတော့ဖီးချမ်းကိုပေါ့နော်ဖီးချမ်းငပြောသီးလေးကိုတုံးထားတော့ပို့ပြီးတော့လဲစားလို့ကောင်းတယ်အရန်လည်းမီဘူးစိတ်လေးနဲ့လေအရသာကိုထိထိမိမိလေးဖြစ်တဲ့နွားနို့နဲ့ပြုတ်လုပ်ထားတဲ့စနိုးမုတ်လေးရလဲလေအုံးသီးပတ်လေးတွေကလည်းလေအီစိတ်ပြီးတော့လေစနိုးမုတ်လေးတုံအီလေးနဲ့လေအရသာလေးရလေမချိုမကဲပဲနဲ့လေအစိတ်လေးကိုလေအရန်စားလို့ကောင်းပြီးတော့အုံကနေပြီးတော့နွားနို့လေးခွက်ကြီးကိုလည်းအားရပိုက်ရလေးအုံကနေပြီးတော့တစ်ချိုက်သေးတောက်ခဲ့တဲ့အရန်စားကောင်းခဲ့တဲ့ဒီညစာလေးရတော့အုံကထမင်းမစားပဲနဲ့အာဟာရရဲ့နွားနို့ရဲ့နောက်ပြရင်နိုအေးလေးအပြင်ဒီရမ်းချစ်စရာကောင်းဖြူပူပွေးလေးဖြစ်တဲ့ချစ်စရာကောင်းတဲ့စနိုးမုတ်လေးကိုပါအာရပါရစားခဲ့တဲ့ဒီညစာလေးကိုစားခဲ့တဲ့ဘလော်လေးပဲဖြစ်ပါတယ်ခင်ဗျာ